အိမ်ရှင်မက္ကဆီကိုကိုအသေးအံကန်ပြီးကွာတာဖိုင်နယ်တက်လန်းသွားနိုင်ခဲ့တဲ့အင်္ဂလန်အားလုံးပဲမင်္ဂလာပါရန်ကျော် online betting service ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အိမ်ရှင်မက္ကဆီကိုကိုအင်္ဂလန်တဲ့အသေးအံကန်ပြီးကွာတာဖိုင်နယ်ကိုတက်လန်းနိုင်ခဲ့တဲ့ပွဲကရုပ်ရှင်စနစ်ဒရမာတွေအလှည့်ပြောင်းနေတဲ့ပြင်းထန်နေခဲ့ပါတယ်ပွဲမစတင်ခင်မှာနေမိုးကြုံမောင်တိုင်းနဲ့မိုးသီးကြွေတာကြောင့်ပွဲချင်းကိုတနအီနောက်ဆုတ်ခဲ့ရတယ်လို့ပင်လယ်မျက်နှာပြင်ထက်2240မီတာအမြင့်မှာရှိတဲ့ကွင်းရဲ့အနေအထားတွေကြောင့်ကစားသမားတွေအသက်ရှူရတာအတော်လေးကိုခက်ခဲခဲ့ပါတယ်ပွဲစတာနဲ့မက္ကဆီကိုကကွင်းလုံးပြစ်ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအင်္ဂလန်ကိုဖိအားပေးနိုင်ခဲ့ပေမဲ့ပွဲချိန်36မိနစ်မှာဂျူဘယ်လင်ဂန်ကခေါင်းထိုက်ပြီးဦးဆောင်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်68စက္ကန့်ကြာမှာပဲဟယ်ရီကန်ရဲ့ဖန်တီးပေးမှုကနေဘယ်လင်ဂန်ကပဲဒုတိယမြောက်ဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့ပြီးဘရိတ်သက်8000ကျော်ကိုတိတ်ဆိတ်သွားစေနိုင်ခဲ့ပါတယ်။ဘယ်လင်ဂန်က1986ခုနှစ်ကမာရာဒိုနာနောက်ပိုင်းအက်စတီကာကွင်းမှာတပွဲတည်း2ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။ဒါပေမဲ့မက္ကဆီကိုကလည်းချက်ချင်းပြန်ခဲ့ပြီးပွဲကစားချိန်42မိနစ်မှာဂျိုလီယန်ကွင်ညိုနက်စ်ကခြေပါဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့လို့ပထမပိုင်းမှာအင်္ဂလန်က2ဂိုးတစ်ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ပွဲကပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းလာခဲ့ပါတယ်။ပွဲကစားချိန်54မိနစ်မှာအင်္ဂလန်နောက်ခံလူဂျာရက်ကွန်ဆာကြမ်းကြမ်းတမ်းဖြတ်ထုတ်ပြီးလို့ဗေယာနဲ့ပြန်ချပြီးတော့အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ကွန်ဆာဟာ2006ခုနှစ်ကဝင်းရန်ဒီနောက်ပိုင်းကမ္ဘာ့ဖလားပွဲစဉ်မှာအနီကတ်ပြခံခဲ့ရတဲ့ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်လာခဲ့တာပါ။ဒါပေမဲ့ပွဲကစားချိန်မိနစ်60မှာအန်တိုနီဂေါ်ဒန်ကိုပြစ်ဒဏ်ကျိုးလွန်လို့ရလာတဲ့ပယ်နယ်တီကိုဟယ်ရီကန်ကအမှားယွင်းမရှိကန်သွင်းပြီးအင်္ဂလန်ကို3ဂိုးတစ်ဂိုးနဲ့ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။69မိနစ်မှာတော့ဟယ်ရီကန်ကပဲပြစ်ဒဏ်ကျိုးလွန်ပြီးလို့မက္ကဆီကိုပယ်နယ်တီရပြီးရာဦးဟီမီနက်ကကန်သွင်းယူနိုင်ခဲ့လို့3ဂိုး2ဂိုးဖြစ်လာခဲ့ပါတယ်။ပွဲအဆုံးပိုင်း17မိနစ်လောက်ရှိတဲ့နာကျင်အချိန်ပိုတွေမှာမက္ကဆီကိုတို့ဒရက်ဆာတိုက်စစ်ဆင်ခဲ့ပေမဲ့ဂိုးသမားဂျော်ဒန်ပစ်ဖို့နဲ့ခန်းစီကစားသမားတွေရဲ့တဲတံပိတ်ဆို့မှုတွေကြောင့်အင်္ဂလန်တို့သမိုင်းဝင်နိုင်ပွဲကိုထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ဒီစနစ်ပိုင်းအားနည်းခဲ့တဲ့မက္ကဆီကိုတင်ကတော့အိမ်ကွင်းမှာတင်ကမ္ဘာဖလားကနေထွက်ခွာခဲ့ရပြီးအင်္ဂလန်ကတော့အခက်အခဲပေါင်းစုံကိုကျော်ဖြတ်ကာကွာတာဖိုင်နယ်မှာနော်ဝေးအသင်းနဲ့ဆက်လက်ရှင်ပြိုင်ရတော့မှာဖြစ်ပါတယ်။